Hello. Okay. As usual, I'm going to recite a poem that I found on Facebook. It doesn't have a title or a writer yet because I think it's written by a poet secretly. So I'm going to recite it. Nui upavi. Ngaro ma ngaro we shige. Bama mapai sai bime. ဆုံးရှုံးရတာတွေကညားလိုက်တာငါတို့လက်လွတ်လိုက်လို့မရတာကငါတို့အချင်းချင်းရဲ့ခေါင်းငုတ်မခံဖို့တင်ထားတဲ့အားရဲ့ဉာဏ်ပညာနဲ့ချစ်ချင်းတရားရဲ့တအုံးအုံနှွေးလောင်နေမဲ့ဒေါသရဲ့ဒါတွေရှိသေးတာပဲset react ပေးဖို့တွေးနေတာမေ့လိုက်တော့ခေါင်းကိုပြန်မော့ဒီနေ့မြင်ရခဲ့တဲ့သွေးဆက်တွေ game နဲ့ကလို့ပြန်ရှင်လာဖို့မရှိတဲ့အသက်တွေဒါတွေအလကားဖြစ်လို့မရဘူးခုချိန်မှာအသက်တစ်ချောင်းကအားတစ်ခုပဲဒီကောင်တွေသာနိုင်သွားရင်တနိုင်ငံလုံးနောက်တစ်မျိုးဆက်လုံးတည်သွားမှာငါကတော့ငါအသက်ကိုထိုးကြီးအနေနဲ့တင်မှာပဲဒီအလောင်းကစားက6လုံးပြိုးတဲ့ကကြည်တောက်မဟုတ်ဘူးတစ်ဖက်မှာကကောင်းတစ်ဖက်မှာကပန်းဒင်္ဂါစီကလေထဲမှာဝဲတော့ခေါင်းကိုငုတ်ရင်ပန်းကနိုင်မယ်ခေါင်းကိုမော့ရင်ပန်းကကင်မယ်ຫນွေဦးမှာတိုက်ယူမှပွင့်မဲ့ပန်းကပန်းလဲဟုတ်တယ်ပန်းတိုင်လဲဟုတ်တယ်ကျေးဇူးများကြီးတင်ပါတယ် Not
Ai mà vì nhiệt to lên thiên lê